မုန်တိုင်းတွေကြော်ဖြတ်ရအောင်မယ်မင်္ဂလာပါရှင်တော်လန်ရဲဘော်များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရွှင်လန်းချမ်းမြေ့ကြပါစေရှင်တရက်လီလာ2026ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခဲယမ်းရိတ်ခါထောက်ပို့မှုမှတ်တမ်းများကိုကျမတို့ဝင်း channel မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်မြဝတီမြို့နယ်ဝေါ်လီဒေသတနေရာသို့နေပြည်တော်လေတပ်နှင့်မိထီလာလေတပ်မှတက်သောဂျက်ဖိုက်တာ6စီးဖြင့်မနက်9:42မိနစ်9:48မိနစ်နေ့လယ်2:23မိနစ်2:28မိနစ်2:54မိနစ်2:58မိနစ်ညနေ9:45မိနစ်9:49မိနစ်6:13မိနစ်6:16မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု10ကြိမ်ပြုလုပ်သွားခဲ့ပြီးမော်ဘီလီတက်မှတက်သောဝိုင်တွဲစစ်တောက်ဖို့ဘုံကျဲလေရင်တစည်းဖြင့်မနက်6နာရီခန့်အချိန်မှစတင်ပြောင်းဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်တန်တွဲမြို့နယ်တနေရာသို့တတအူးလေတက်မိထီလာလေတက်မကွေးလေတက်နှင့်နေပြည်တော်လေတက်တို့မှတက်သောဂျက်ဖိုက်တာ8စီးဖြင့်မနက်7နာရီခန့်မှစတင်ကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ပြီးပသိမ်လေတက်မှတက်သောဝိုင်တွဲစစ်တောက်ဖို့ဘုံကျဲလေရင်တစည်းဖြင့်မနက်7:44မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဖောင်းပြင်မြို့နယ်တနေရာသို့ဟော်မနင်းလေတက်မှတက်သောဂျက်ဖိုက်တာ2စီးဖြင့်မနက်7:55မိနစ်နေ့လယ်12:1မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု3ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ငဖဲမြို့နယ်တနေရာသို့တတအူးလေတက်မှတက်သောဂျက်ဖိုက်တာ2စီးဖြင့်နေ့လယ်2:45မိနစ်2:50မိနစ်2:56မိနစ်3:02မိနစ်3:04မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု5ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဝက်လက်မြို့နယ်တနေရာသို့တတအူးလေတက်မှတက်သောဂျက်ဖိုက်တာ2စီးဖြင့်နေ့လယ်1:48မိနစ်1:51မိနစ်3:32မိနစ်3:34မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုများ4ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဗန်းမောက်မြို့နယ်တနေရာသို့တတအူးလေတက်မှတက်သောဂျက်ဖိုက်တာတစ်စီးဖြင့်ည8:48မိနစ်8:53မိနစ်8:55မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု3ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဗမော်မြို့နယ်တနေရာသို့မိထီလာလေတက်မှတက်သော Y8 စစ်တောက်ဖို့လေရင်တစ်စီးဖြင့်မနက်7:16မိနစ်ခန့်အချိန်တွင်စတင်ပြောင်းဝဲပြီးခဲယမ်းရိတ်ခါတို့များကျဲချထောက်ပို့သွားခဲ့ကြောင်းသိရှိရပါသည်။မြဝတီမြို့နယ်တနေရာသို့မော်ဘီလီတက်မှတက်သောဝိုင်တွဲစစ်တောက်ဖို့ဘုံကျဲလေရင်တစ်စီးဖြင့်နေ့လယ်3:26မိနစ်ခန့်အချိန်တွင်စတင်ပြောင်းဝဲပြီးခဲယမ်းရိတ်ခါတို့များကျဲချထောက်ပို့သွားခဲ့ကြောင်းသိရှိရပါသည်။တရက်လီလာ2026ရက်နေ့တွင်အကြမ်းဖက်စစ်ကောင်စီအနေဖြင့်တတအူးလေတက်မိထီလာနေပြည်တော်မကွေးပသိမ်တောင်ငူမော်ဘီမင်္ဂလာတော်ဟော်မနစ်လေတက်များနှင့်မုံရွာနမခပခုတ်ကူတမ101အစသည်များမှဂျက်ဖိုက်တာ Y218L410 ပါရာမော်တာဂျိုင်ရိုကော်ပတာဒရုန်းများစုစုပေါင်းပြန်တက်မှုအကြိမ်ရေ32ကြိမ်ခန့်ရှိခဲ့ပြီးကရင်ပြည်နယ်ရခိုင်ပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းမကွေးတိုင်းတို့တွင်လေကြောင်းတိုက်ခိုက်မှုနှင့်ခဲယမ်းရိတ်ခါထောက်ပို့ပြန်တက်မှုများ38ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များမှကာကွယ်နိုင်ရန်ဝရင်သတင်းပေးတယ်လီဂရမ် channel အားစောင့်ကြည့်ရှင်မိမိနေမြေရှိသက်ဆိုင်ရာတော်လှန်ရေးအဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကိုလေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါတယ်ရှင်။ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝင်း channel မှာလက်လန်းမီတလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့များရှိခဲ့သောလေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်။မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းသည့်သတင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရမှာကဝင်း Telegram channel ၏သတင်းလက်ခံအကောင့်ဖြစ်သောဝင်းစကောက်ဖို့သို့ဆက်သွယ်သတင်းပေးဖို့ကြပါရန်မြစ်တာရက်ခံအပ်ပါရရှင်။ယခုကဲ့သို့လေကြောင်းတိုက်ခိုက်မှုသတင်းများနှင့်ဒေကြောင်းဆိုင်ရာဆောင်ရန်ရှောက်ရန်သတင်းများအားနေ့စဉ်ကြည့်ရှုနိုင်ရန်ကျမတို့ဝင်း YouTube channel အားလိုက်ရန် subscribe ပြုလုပ်ထားပေးကြပါအောင်နော်။မိဘပြည်သူရေပေါ်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။